ဘဝမှာဒီလိုရေခက်ပြီးရောင်းရလိမ့်မယ်လို့တခါမှမတွေးဘူးသားသမီးတွေကမတိတတ်တော့ကျုပ်တို့ဘဝကံမကောင်းပါဘူး ရေရောင်းတယ်နော်တပုံးတစ်ထောင်မှာနော်အဲမှလေတစ်နေ့ရေရောင်းရင်အရွယ်ကျနေပြီမလွယ်ပါဘူးနော်လူဘဝတစ်ခါရောက်တာလှုပ်ရှားရတာမသက်တာဘူး ရေယူကြအောင်မလားပြုတ်ရေတပုံးတစ်ထောင်ပါနော် ထက်ရေရောင်းရတာပင်ပန်းလိုက်တာအရွယ်ရှိတုန်းကတော့ပိုက်ဆံကိုဖြုံးတီးခဲ့ပြီးတော့အထူးတော့မှနှောင်ကားရလိုက်တာ ကျူရှင်လက်ခမနှက်ပြန်ပေးရမှာနော်။သမားတွေတောင်ပေးပြီးပြီ။ဒါပဲကြံတော့တယ် မြေးလေးတယောက်ကိုထားခဲ့တာလေသူ့အဖေမေကကွဲသွားလို့ကျုပ်တို့မွေးထားတာ ခလေးတယောက်စရိတ်ကလည်းတော်တော်ထောင်းတယ်နော်တစ်နေ့ချင်းပေါင်ကျော်ကစွန်းရွက်ကျော်ဒါပဲစားနေရတယ်ဥကျင်ပေါက်တော့မယ်ဒီနေ့တော့ဟင်းမကောင်းဒီနေ့မဟုတ်ပါဘူးနေ့တိုင်းမှကောင်းတာပါ အားလုံးပဲလာစားကြပါဦး